discount နဲ့ပတ်သက်လို့ရှိရင် KTV ထုံးနှလုံးမူရမယ်ကြီးတယ်ဒါပေမဲ့လူငယ်ဆိုတော့လူငယ်နားလည်အောင်ရှင်းပြ discount ပေးလို့လာဝယ်တဲ့ customer ဆိုတာဘာနဲ့တူလဲဆိုတော့ငါတို့ရှိမှာပတ်စံရှိလို့ဒါပြီးကတ်နေတဲ့တငယ်ချင်းတွေတကယ်တော့မင်းမှာပတ်စံမရှိတော့ဆိုလို့ရှိရင် account တွေရှာလို့မလို့တော့အဲ့လိုပဲ discount ပေးမှလာဝယ်တဲ့ customer တွေကနောက်တော့ပြန်မလားပြန်မလာရင်တော့ဘာလုပ်ရလဲ KTV ထုံးကိုနှလုံးမူပါ KTV တွေမျိုးသွားဘူးလေလား KTV မသွားဘူးဆိုတော့ဘာလို့ဖြတ်သွားတတ်တာမျိုးတွေ့မှာ KTV အဲ့မှာဗာရေးထားတယ်one session ယူရင်one session free ဒါမှမဟုတ်ရှင် one session ယူရင်two session free အဲ့လိုမျိုးပေးတယ်ကွာတကယ်တော့မင်းတို့အဲ့ session ကိုရောင်းနေတယ်ဘယ်လိုဖြစ်မှာ one session ယူရင် one session free ရတန်သွားပြီကွာဒါပေမဲ့တကယ်တော့မင်းတို့အဲ့ session ကိုမင်းတို့ရောင်းတာမဟုတ်တကယ်တော့မင်းတို့ဘာတွေရောင်းလဲဆိုတော့ဒီ VR တွေရောင်းမယ်ဒီအကြီးတွေရောင်းမယ်တခြား accessory တွေအများကြီးပဲရှိအဲ့ဒါတွေကိုတို့ကရောင်းနေလို့မင်းတို့ခေါ်လိုက်တကယ်တော့မင်းတို့ one session free လို့ discount က10မိနစ်ကမင်းတို့လာအောင်ခေါ်တဲ့သဘောပဲအဲ့တော့ငါတို့ကလည်းခု product ကို discount ချမယ်ဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုကိုချတဲ့ product ထက်တခြားဟာကိုရောင်းဖို့တော့ကြည့်ရအောင်တစ်ခုကကြတော့ customer ရဲ့ record ရအောင် customer ကြီးကနေပြီးတော့ record ရအောင်ဒီမှာထားပါတော့ကိုက discount လုပ်လိုက်လို့ customer တွေလာတယ်ကိုကအခုမှဆိုင်စစားဖွင့်ပြီး discount စားချလိုက်ပြီး customer 100လာရင်လာမယ်1000လာရင်လာအဲ့ဒါလေးအကုန်လုံးရအောင်က link ဆိုတော့သူ့ရဲ့ record တွေထားဖုန်းနံပါတ်တော်တော်ကောင်းဒိတ်စာတော်တော်ကောင်းemail တော်တော်ကောင်းသူ့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးခုခုကိုထားအဲ့ဒါမှနောက်တစ်ခါကိုက promotion လုပ်တဲ့အခါမျိုးအောင်ကိုက sale လုပ်ဖို့တဲ့ marketing လုပ်တဲ့အခါမျိုးကြလို့ရှိရင်အဲ့ဒါလေးပြန်ပြီးတော့customer နဲ့ connection ပြတ်မသွားအဲ့လိုမျိုး connection တစ်ခုထားပြီးနောက်တစ်ခုကခုနကပြောတဲ့ KTV ထုံးနှလုံးမူပြီးတော့မလုပ်ရမလဲတခြားဟာကိုရောင်းနိုင်အောင်ကြိုးစားတခြားဟာကိုရောင်းရ app sale ကို cross sale ကိုယ့်ရဲ့ web ထဲမှာရှင်းပြတာ app sale ဆိုတာပါလေ cross sale ဆိုတာပါလေဆိုရှင်းပြတယ်အဲ့လေးသွားပြီးကြည့်ဒီနော် discount ကချမအောင်ချလို့ရတယ်ဒါပေမဲ့ KTV ထုံးကိုနှလုံးမူလို့တခြားလုပ်လို့ရတဲ့နည်းလမ်းတွေကတော့အများကြီးရှိတယ်ဒါကတော့ဗီဒီယိုကအရှင်းရိုက်လို့မရတော့ဒါကတ်တူတူပဲလူငယ်တွေနားလည်လို့ရအောင်ရှင်းပြအခုကတော့ကိုယ်ရင်းဖြစ်ပါတယ်စီးပွားရေးစိတ်ဝင်စားတဲ့လူငယ်တွေရောလုပ်ငန်းရှင်တွေရောလုပ်ငန်းတွေတိုးတာအကူအညီပေးနေတယ် business consultant တွေပေါ့တခြားသိချင်တဲ့မိတ်ဆွေတွေရောဘယ်လိုစီးပွားရေးကံကြံရေးလုပ်နေလဲအောက်က comment ထဲမှာမေးဝလို့ရတယ်ဆွေးနွေးဝလို့ရပါတယ်အခုဝယ်ဝန်ဆောင်မှုတွေနဲ့သင်တန်းတွေအကြောင်းသိချင်လို့ရှိရင်တော့ဘိုင်ဝမ်ကပေးရတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာတင်ပြကြမယ်ဘိုင်